ကြီးကန်းကကြက်ဦးမကြိုက်ဘူးကြက်ဦးကိုအမြဲတမ်းခွေးကိုပေးတယ်ခွေးကအစာပိုင်းကျေးဇူးတင်တယ်ပေါ့ကြာတော့အကျင့်ဖြစ်သွားတယ်အကျင့်ဖြစ်လာတော့ဒါကသူ့ကိုပေးရမယ်ဆိုတဲ့စိတ်ဖြစ်လာတယ်တနေ့ကျတော့ကြီးကန်းကကြက်ဦးကိုငါးကိုပေးလိုက်တော့ခွေးကမကျေနပ်တော့ဘူးကြက်ဦးဟာအစကတည်းကကြီးကန်းဟာဆိုတာသူမေ့သွားတယ်ကြက်ဦးဘယ်သူ့ကိုပေးမယ်ဆိုတာကြီးကန်းမှာဆုံးဖြတ်ခွင့်ရှိတယ်ဆိုတာမေ့သွားတယ်ဒါနဲ့သူတို့စကားများကြပြီးအခင်းမင်းပြတ်သွားကြတယ်တိတ်ပူတဲ့နွေရာသီတစ်ခုမှာလူတစုကမြည်ရည်လိုင်းထဲမှာဖောင်စည်းသွားကြတယ်ဖောင်စည်းရင်းနဲ့ရေဆော့ရင်းကောင်မလေးတယောက်ရဲ့ဖိနဲ့ရေထဲကျသွားတယ်ကမ်းပေါ်ရောက်ဖို့ပူချစ်နေတဲ့တဲပြင်ကျဲကြီးကိုဖျက်ရမယ်ဒါနဲ့ကောင်မလေးကသူနဲ့လေအတူစီးတဲ့သူတွေစီကတယောက်ဖိနဲ့ငားနိုင်မလားလို့ကူညီတောင်းတယ်လူတယောက်မှာဖိနဲ့တရံပဲပါတာဘယ်သူမှမပေးချင်ကြဘူးကောင်မလေးကမကျေနပ်ဖြစ်သွားတယ်ဒါနဲ့သူကဒီလူတွေအားလုံးမကောင်းဘူးကူညီခြင်းစိတ်မရှိဘူးလို့တွက်လိုက်တယ်နောက်တော့လူတယောက်ကသူ့ဖိနဲ့ကိုပေးလိုက်တယ်ကောင်မလေးကကျေးဇူးတင်ကြောင်းပြောလိုက်တယ်ဖိနဲ့ပေးလိုက်တဲ့လူကဘယ်သူမှမင်းကိုကူညီဖို့တာသူ့ညာအရှိပါဘူးမင်းကိုကူညီတာခင်မင်မှုတစ်ခုကြောင့်ပဲမကူညီဖြစ်ရင်ဒါကိုဒေါသမကြီးပါနဲ့ဒါသမယိုးကြပါအဲ့လိုပြောတော့ကောင်မလေးစိတ်ထဲတွေးမိသွားတယ်အဲ့ချိန်ကစားပြီးသူ့ကိုကူညီဘူးသူတွေကိုအမြဲမှတ်သားထားပြီးပြန်လဲကျေးဇူးဆက်လေးရှိလာပါတယ်ကျွန်တော်တို့ဟာအမြဲတမ်းသူများကကိုယ့်အပေါ်ကောင်းဖို့ပဲမျှော်လင့်ကြတယ်အစာပိုင်းတော့ကျေးဇူးတင်မဆုံးဘူးပေါ့ကြာလာတော့သူများကိုအပေါ်ကောင်းတာကိုအမြဲလိုချင်တဲ့အကျင့်ဖြစ်လာတယ်ဒါကိုဖြစ်တဲ့အရာလို့ထင်လာတယ်ဒီနေ့မှာကိုယ့်အပေါ်မကောင်းခဲ့ရင်အပြစ်တင်အုံချမိတော့တယ်တကယ်တမ်းကျတော့သူများမကောင်းတော့တာမဟုတ်ပါဘူးကိုယ့်ရဲ့စိတ်တွေကပြောင်းကုန်တာပါရနေကြဆိုတော့ကျေးဇူးတရားဆိုတာကိုမေ့သွားတာပါညနေတစ်ခုမှာစိတ်လေးတစ်ကောင်ဟာတောင်ကုန်းပေါ်မှာဆော့နေတဲ့ရုတ်တရက်တစ်ပင်ကြုံကြားတဲ့ကဝမ်ပုလွေတစ်ကောင်ထွက်လာပြီးစိတ်ကိုစားမယ်ပြင်နဲ့စိတ်လေးဟာအတန်ကျဲနဲ့អော်ပြီးသူငယ်ချင်းတွေကိုအကူညီလန်းတောင်းတယ်နွားကတစ်ပင်ကြုံထဲကတစ်ချက်လန်းကြည့်ပြီးဝမ်ပုလွေကိုမြင်တော့ပြေးပါလေရောမြင်းကခေါင်းငုံပြီးတစ်ချက်ကြည့်ဝမ်ပုလွေမြင်တော့ဝိကနေကိုပြေးပြန်ရောသူ့ညအကလည်းဖြက်သွားရင်ဝမ်ပုလွေကိုမြင်တာနဲ့ကမန်းကရန်တောင်ပေါ်ကဆင်းပြေးရောတောင်အောက်မှာရှိတဲ့ခွေးကစိတ်အော်တန်ကြတော့ကမန်းကရန်တောင်ပေါ်ပြေးတဲ့ခြုံပုတ်တွေတဲကဖြက်ပြီးဝမ်ပုလွေရဲ့လက်မျိုးကိုကိုက်ခဲပစ်လိုက်တဲ့သူ့ညင်အပုလွေကနာလုံးလို့ထော်တဲ့ခွေးမှန်ဖီလိုက်တော့လန်ပြီးပြေးပါလေရောအိမ်ပြန်ရောက်တော့သူငယ်ချင်းတွေအားလုံးရောက်လာတဲ့နွားကနင်ကဘာလို့ငါ့ကိုမခေါ်တာလဲငါကြိုသူ့ပိုက်ပေါက်အောင်လုပ်ပြစ်မှာပေါ့မြင်းကနင်ကဘာလို့ငါ့ကိုမပြောလဲငါသူ့ခေါင်းကိုခွာနဲ့ကန်ပြစ်မှာပေါ့သူ့ညက်အကနင်ငါ့ကိုခေါ်ရောပေါ့ငါတစ်ချက်ပက်လိုက်ရင်သူတောင်ပေါ်ကတောင်ပြုတ်ကျသွားမှာအဲ့လိုပြောတဲ့တွေကြားမှာခွေးလေးမပါခဲ့ပါမိတ်ဆွေစစ်ဆိုတာစကားလှတွေတုံးနေစရာမလိုပါဘူးတကယ်လို့အချိန်မှာမင်းကိုလက်လန်းကူညီတဲ့သူဟာမိတ်ဆွေစစ်ပါအနားမှာရှိနေတဲ့သူငယ်ချင်းတွေခင်မင်နေတဲ့သူငယ်ချင်းတွေဟာသူငယ်ချင်းအစ်စ်ဟုတ်မဟုတ်မတေချာသေးပါတခါတလေအဝေးမှာရှိနေပြီးအမြဲတမ်းပေါင်းသိနေတာမဟုတ်ပေမဲ့မင်းတကယ်အကူညီလိုအပ်နေချိန်မှာအပေါ်မပြောဘဲကူညီတဲ့သူဂယုစိုက်တဲ့သူသာတကယ်မိတ်ဆွေကသူငယ်ချင်းအစ်စ်ကချစ်သူအစ်စ်ပါပဲပါတူးညမှာတန်ဖိုးထားတဲ့မိတ်ဆွေသူငယ်ချင်းကောင်းများပိုင်ဆိုင်ကြပါစေ